ဘဝရဲ့သုံးပုံတစ်ပုံလောက်ရှိတဲ့အချိန်ကိုအိတ်ဆက်ခြင်းနဲ့ကုံဆုံရတာဟာအလကားဖြုံးတီးတယ်လို့ထင်ပါမင်္ဂလာပါခင်ဗျာမြတ်မေတ္တာမွန်ကနေပြန်လည်ကြိုဆိုပါရစေလူဘဝရဲ့သုံးပုံတစ်ပုံကိုဘာလုပ်နေလဲလို့မင်းကြီးအိတ်နေတယ်လို့ဖြေကြပါလိမ့်မယ်အဲ့ဒီအချိန်တွေကိုအလကားဖြုံးတီးနေတယ်လို့မိတ်ဆွေထင်နေလားတကယ်တော့ခင်ဗျားအိတ်ပျော်နေခြင်းဟာခင်ဗျားဘဝတစ်ခုလုံးကိုပြောင်းလဲပေးနေတဲ့ပြုတ်ကွက်စက်ရုံတစ်ခုပါပဲအေးရမဝလို့နေစဉ်ဘဝထိခိုက်နိုင်မှုတွေကိုဒီနေ့သိပ္ပံနီးကြလေ့လာကြည့်အောင်သိပ္ပံပညာရှင်တွေကအိတ်ဆက်ခြင်းကိုဦးနှောင်းရဲ့ပြန်လည်စတင်ခြင်းကိုတင်ပြထားပါတယ်။ညဘက်နေနေချာရဲ့အိတ်ဆက်ခြင်းကမှတ်ဉာဏ်ကိုအားကောင်းစေတယ်။နေကင်းကတင်ယူထားတာတွေအားလုံးကိုဦးနှောင်းကအရေးကြီးပါတယ်လို့တစိကတ်ပြီးမှတ်ဉာဏ်အဖြစ်ခိုင်မာအောင်သိသိပေးပါတယ်။ဦးနှောင်းကိုအနာပေးလိုက်တဲ့အခါမနှက်ရောက်ရင်ပိုပြီးရှင်းရှင်းလင်းလင်းတွေးခေါ်နိုင်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်။အဲ့ညကြီးမှာ green fatigue system လို့ခေါ်တဲ့စနစ်ကဦးနှောင်းထဲကအစိတ်အသောက်တွေနဲ့ဖြည့်ဆည်းစေတဲ့ protein တွေကိုဖယ်ထုတ်ပေးပါတယ်။ဒါကဦးနှောက်ကိုအိုမင်ခြင်းကနေကာကွယ်ပေးပါတယ်။အပြင်းမှန်းကြည့်ရင်ငင်းထက်နေပေမဲ့ခန္ဓာကိုယ်ကတော့မရက်မနာအလုပ်လုပ်နေပါတယ်။နေ့ချိုက်အိတ်ဆက်ချိန်မှာကြီးထွားဟော်မုန်း growth hormone အများဆုံးထွက်ရှိပါတယ်။ဒီဟော်မုန်းကပျက်စီးနေတဲ့တ िश တွေကိုပြုပြင်ပေးပြီးကြွက်သားတွေကိုတိစောက်ပေးပါတယ်။အရေးဝချင်းကကိုယ်ခနာစနစ်ကိုအားပြန်သွင်းပေးပြီးယောဂပိုးတွေကိုပုံမထိရောက်စွာတိုက်ထုတ်နိုင်အောင်ကူညီပေးပါတယ်။အရေးကြီးဆုံးကဇီဝကမ္မဖြစ်စဉ်ပါပဲ။အရေးပြတ်ရင်ဘိုက်စားစေတဲ့ ghrelin လို့ခေါ်တဲ့ဘိုက်စားစေတဲ့ဟော်မုန်းတက်လာပြီးဘိုက်ဖိစေတဲ့ leptin ကျသွားတယ်။ဒါကြောင့်အရေဝမှာကိုယ်အလေးချိန်ကိုထိန်းနိုင်ပါမယ်။တိတ်ဖန်တီးကြအချက်လက်တွေကဖော်ပြနေတာကတော့အိတ်ဆက်ချင်းဟာရွေးချယ်စရာမဟုတ်ဘဲမဖြစ်မနေလို့အချက်ဆိုတာပါပဲ။ဒါဆိုပိုကောင်းတဲ့အိတ်ဆက်ချင်းကိုဘယ်လိုရယူမလဲ။အဲ့ရမဝင်ခင်တနာဟီအလိုမှာဖုံး tablet စားတဲ့ blue light တွေကိုပိတ်လိုက်ပါ။လုံးဝမောင်မဲတဲ့အခန်းက melatonin လို့ခေါ်တဲ့အိတ်ဆက်စေတဲ့ဟော်မုန်းကိုထုတ်လုပ်ပေးပါတယ်။နေ့တိုင်းအချိန်မှန်အိပ်ရဝင်ပြီးအချိန်မှန်နိုးထားပါ။ခန္ဓာကိုယ်ရဲ့နာရီကိုညှိပေးတာဟာကောင်းမွန်တဲ့အိတ်ဆက်ခြင်းရဲ့အခြေခံပါပဲ။အခန်းအပူချိန်အနှဲငယ်အေးမြနေခြင်းကနှင်းနဲ့ချက်အိပ်ပြောင်စေဖို့အကောင်းဆုံးအခြေအနေပါ။မိတ်ဆွေရဲ့နောက်ကနေ့စွမ်းဆောင်ရည်ကျန်းမာရေးနဲ့စိတ်ခံစားမှုကောင်းမွန်ခြင်းတို့ဟာညဘက်မှာကောင်းမွန်တဲ့အနားယူမှုအပေါ်မှာပဲမူတည်နေပါတယ်။အိတ်ဆက်ခြင်းကိုအလေးထားပါ။ဒါဟာမိတ်ဆွေရဲ့ဘောအတွက်ပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်တစ်ခုပါပဲ။ကျမရဲ့ဘူးတူတာတွေဆက်လက်ရယူဖို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။စိတ်သက်ကြနေမှုကနေတလားအတွင်းဘလို့ယုံထွက်ကြမလဲ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်တို့မြတ်မေတ္တာမွန်ကနေကြိုဆိုပါရစေ။မိတ်ဆွေကအခုအချိန်မှာအမောင်ဖုံးနေလေဥမလွယ်ကောင်းနဲ့ရောက်နေသလိုခံစားနေရပါသလား။ဝမ်းနည်းမှုနဲ့အရာပေါ်မှာပြပြနေပြီးအလင်းရောင်ကိုမမြင်နိုင်ဘူးလို့ထင်နေပါသလား။ဟုတ်ပါတယ်စိတ်တက်ကြမှု depression ဆိုတာဘဝကိုအားအင်ချို့တဲ့စေတဲ့အရာပါဒါပေမဲ့သတိထားပါဒီနေ့ကျွန်တော်ပြောပြမယ်လျှို့ဝှက်ချက်၃ခုဟာခင်ဗျားရဲ့ဘဝကိုရက်30အတွင်းပြန်လဲထိန်းချုပ်နိုင်ဖို့ကူညီပေးပါလိမ့်မယ်ဒါဟာလွယ်ကူတဲ့လမ်းတော့မဟုတ်ဘူးဒါပေမဲ့စိတ်အားထက်တော်မှုနဲ့စူးစမ်းရင်သေချာပေါက်ဖြစ်နိုင်ပါတယ်